Alors dy by dx လို့ခြင်းနဲ့ question rule နဲ့သွားမယ်ဆိုရင် chase square chase square ဆိုတော့ x minus 1 square ကိုနောက်ထပ် square ထပ်တင်နေဆိုတော့ x minus 1 power 4ပေါ့နော်အပြီးပါပြီးတော့ chase ကိုထားမယ်ဝေကိုရှိတ်မယ်နော်ဝေကိုရှိတ်မယ်ဆိုတော့ 1/3 ကိုရှေ့ချမယ် power တစ်လျှော့မယ်နော်အဲ့တော့ 1/3 minus 1 ပေါ့ power တစ်လျှော့တယ်ဆိုနော် power တစ်လျှော့မယ်အဲ့တော့ဒါဒီချေတို့ကဘာပဲရှိသေးလဲဆိုတော့ power ကိုပဲရှိတ်ရပြီနော်အထက်က outside ပဲသေးတယ် inside ကိုဆက်ရှိတ်မယ်ဆို inside က5ပြီးရင် minus ပိုင်းဝေကိုပြန်နာမယ်ပိုင်းခြေကိုရှိတ်နော်အဲ့တော့ပိုင်းခြေက x minus 1 square ဆိုတော့ power ရှေ့ချမယ် power တစ်လျှော့မယ်ပြီးတော့ inside ကိုဆက်ရှိတ်တော့1နော်ဒါဆိုရှိတ်လို့ပြီးသွားပြီရှိတ်လို့ပြီးသွားပြီဒါကိုကျတော့အရှင်းဆုံးပုံစံလေးရအောင်ရှင်းရုံပဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်1 by x minus 1 square power 4ကိုပြင်ဆက်ထုတ်ထားလိုက်မယ်နော်ဒီမှာဘာတွေရှိလဲဆိုရင်ဆိုတော့5/3ရှိတယ် x minus 1 square ရှိတယ်သူက5x plus 2 power minus 2/3ဆိုတော့အောက်ချလိုက်တော့မယ်နော်2/3ဟုတ်ပြီနော် minus ပြီးတော့ဘာရှိလဲဆိုရင်ကျတို့က 5x plus 2 power 1/3ရဲ့အဲ့တော့2ဝင်မြောက်လိုက်တော့မယ်เนาะ 2x minus 2ရဲ့ဒါပဲเนาะအဲ့တော့လိုချင်တဲ့ပုံစံကိုမျက်ခြေမပြတ်နဲ့လိုချင်တဲ့ပုံစံရအောင်ရှင်းမယ်အဲ့တော့ तू ကအောက်ကပိုင်းချိန်မှာက तू အပိုင်းကြီးတစ်ခုတည်းဖြစ်အောင်ထွက်တာเนาะအဲ့တော့ကျတို့ကဒီမှာအပိုင်းကြီးကနှစ်ခုဖြစ်နေတာဆိုတော့အဲ့တော့ပိုင်းချိန်ညှိမယ်ပေါ့ပိုင်းချိန်ညှိမယ်ဆိုရင်အောက်ကိုလည်းကျတို့ကပိုင်းချိန်2ကောင်ဘာနဲ့မြောက်လဲ 5x plus 2 power 2/3နဲ့မြောက်မယ်အဲ့တော့ပေါ်ပိုင်းဝေကိုလည်းမြောက်ရမယ်เนาะအောက်ကြီးပဲကိုကြိုက်တဲ့ဘက်ကြီးပဲရွေးမြောက်လို့မရဟုတ်လားအဲ့တော့ 5x plus 2 power 2/3ပေါ့ဟုတ်ပြီเนาะဒါဆိုရင်ပိုင်းချိန်ညီသွားပြီပိုင်းချိန်ညီသွားပြီဆိုတော့ကျတော့အကုန်စုလိုက်လို့ရပြီเนาะx minus 1 power 4ရဲ့ဟုတ်ပြီเนาะအကယ်ပြီးမှဝင်မြောက်မယ်ဆိုလည်းရသေးတယ်ဒီပေါ်မှာ1ပေါ့ဟုတ်လားအထဲမှာရှင်းမယ်အထဲမှာကပိုင်းချိန်တူသွားပြီဆိုတော့အဲ့တော့5ဒီမှာ3ရှိသေးတယ်သိလားအဲ့တော့သမီးဒါဘာနဲ့ဝင်မြောက်အောင်လဲဆို3 into ဒါနဲ့ဝင်မြောက်အောင်မသိလားဘောအောက်ဘော3ဒါနဲ့မြောက်အောင်เนาะသိလား3ရှိနေဆိုတော့လေเนาะအဲ့တော့အရှိမကဒါမှပါလဲ 5x plus 2 power 2/3 3ရှိရယ်เนาะအဲ့တော့ဒီမှာပိုင်းဝေရပါလဲဆိုရင်5 into x minus 1 square ဒါဆိုရင်ကျတို့က5ရှိတယ် x minus 1 square ကိုအရင်ဖြီလိုက်မယ်ဟုတ်လားရှေ့ကိန်းနှစ်ထပ်အနောက်ကိန်းနှစ်ထပ်အရှေ့နောက်မြောက်ချင်းနှစ်ဆ minus အဲ့တော့ဒီမှာကကျတို့ဘာရှိလဲ3ရှိတယ် 2x minus 2ရှိတယ်ဟုတ်လား3နဲ့ဝင်မြောက်လိုက်မယ်ဆိုရင် 6x minus 6ဟုတ်ပြီဒီမှာ base ကအတူတူပဲ 5x plus 2ဒီမှာလည်း 5x plus 2ပဲအဲ့တော့ base ပေါ့အခြေတွေတူရဲဆိုရင်ခန့်ညွှန်းချင်းပေါင်းမယ်နော် base တွေတူရင် power ပေါင်းတော့ 1/3 plus 2/3ဆိုတော့ကျတော့ဘယ်လောက်လဲ3/3ဆိုတော့ power 1ဖြစ်သွားတစ်ထပ်ဖြစ်သွားတော့เนาะဒီမှာဘာရှိလဲဆို 5x plus 2တစ်ထပ်ဟုတ်ပြီเนาะကဲဒါဆိုလို့ရှိရင်အပေါ်ပိုင်းဝေလေးကိုရှင်းလိုက်ပြီဆိုရင်ကျတော့ပြီးပါပြီဟဲ့လားအဲ့တော့ပိုင်းခြေကတူသွားပြီတူလို့ခြင်းတဲ့ဥစ္စာ3ရှိမယ် 5x plus 2 power 2/3ရှိမယ်နောက်တစ်ခုကx minus 1 သူက3တက်တွေ့လားအဲ့တော့ကျတို့ကအောက်မှာကတို့မှာ4တက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အပေါ်မှာတစ်ထပ်နဲ့ကျေဝါးလိမ့်မယ်เนาะ x minus 1 power 4ပေါ့ဒါလေးကိုချက်ပြချပြန်ရေးပေးမယ်เนาะ3ရဲ့ 5x plus 2 power 2/3ရဲ့နောက်တစ်ခုက x minus 1 power 4เนาะအဲ့ဆိုအပေါ်မှာ x minus 1ကိုကျတို့ကဆွတ်ထုတ်လို့ရတယ်ဆိုတဲ့သဘောเนาะဒါဆိုရင်ကျတို့ကဒါဟိုတော့မဖြီလိုက်လဲရတယ်เนาะဒီမှာ x minus 1 square ကိုဒီကျတို့ကမဖြီတော့ဘဲနဲ့လေမဖြီတော့ဘဲနဲ့ဒီကနေ x minus 1တခုဆွတ်ထုတ်လိုက်မယ်လေအဲ့ x minus 1 square ဆိုတာ x minus 1နှစ်ကွင်းကိုဟုတ်လားဒီကနေ x minus 1ဆွတ်ထုတ်လိုက်မယ်အဲ့တော့ဒီမှာလည်းပဲ 6x minus 6ကိုကျတို့ကဒီ6ကိုပြင်ဆွတ်ထုတ်လိုက်မယ်เนาะ6ကိုပြင်ဆွတ်ထုတ်လိုက်မယ်ဆိုရင်ဒီမှာဘာရှိလဲ x minus 1ရှိတယ်ဒီလားဒါဆိုရင်အပေါ်နှစ်ခုစလုံးကနေကျတို့ x minus 1ထုတ်လိုက်မယ်
ဒါဆိုရင်အဲ့တော့တစ်ချက်တော့အပေါ်ကနေဘာထုတ်လိုက်မလဲဆိုရင် x minus 1ကိုထုတ်လိုက်မယ်ဆိုရင်နောက်မှာဘာကျန်လဲ 5x minus 5ကျန်မယ် 5x minus 5ရဲ့ဒီမှာ x minus 1ကိုထုတ်လိုက်တော့ဘာကျန်လဲ minus 6နဲ့ဒီတကွင်းနဲ့ပဲကျန်နော်အဲ့တော့ minus 6နဲ့ဝင်မြောက်မယ်ဆို minus 30 minus ချက် writing back ကအဆင်ပြေ minus 30x နောက်ပြီးတော့ minus 6နဲ့ plus 2နဲ့ဆိုတော့ minus 2ပဲဟုတ်ပြီနော်အဲဆိုရင်သူလိုချင်တဲ့ပုံစံဝင်သွားပါပြီဟလားသူလိုချင်တဲ့ပုံစံကကျွန်တော်တို့ dy my dx dy my dx ဒီညီများချင်းအဲ့တော့ပိုင်းခြေရတာပဲပိုင်းဝေမှာကအဲ့တော့ဒီက x minus 1နဲ့ဒီကတစ်ခုနဲ့ကြည့်တော့ x minus 1အောက်မှာ3ထပ်ကျန်တယ်အပေါ်မှာကဘာရှိလဲကျတော့ 5x minus 30x 5x minus 30x ဆိုတော့ minus 25x ရှိမယ်အဲ့တော့ minus 5 minus 12ဆိုတော့ minus 17ရှိမယ်เนาะအဲ့လိုချင်တဲ့ပုံစံကဆရာတို့က minus ကိုဆွတ်ထုတ်ရမယ်ဆိုတော့ 25x plus 17ဖြစ်မယ်เนาะအဲဆိုလို့ရှိရင်လူလိုချင်တဲ့အဖြေ A ကဘယ်လောက်ဖြစ်မလဲဆို A က25 B က17ပါရပြီเนาะ